就今年嘛，Grey Horizon ဆိုတဲ့ game နဲ့နှိမ့်ဝက်ချက်နေရာတွေလိုက်ပြပါမယ်ကျွန်တော်အခုဆိုရင်တော့ကျွန်တော်သွားတဲ့နေရာလေးကိုလိုက်သွားလိုက်ပါပြီးရင်ဒီနားလေးကိုလာလိုက်ပါပြီးရင်အဲ့လိုဝင်လိုက်ရင်တော့ရောက်သွားပါပြီဘာမှတိတ်မထူးဆန်းမသိထားဘူးတချို့လူတွေကတော့ပြောတာဒီဘုံလေးကိုထိလိုက်ရင်စီးပတ်တွေရတယ်တကယ်တော့မရပါဘူးအဲ့ဒါကတော့အတူကြီးပါအဲ့ဆိုရင်နောက်ထပ်တစ်ခုကိုထပ်သွားပါမယ်ဗီဒီယိုတော့ရက်မပြတော့ဗျတီထားပြသွားတယ်လို့ပဲသွားလိုက်ဗျစီးရှော့ကိုနှိပ်ပြီးသွားလို့လေရစီးရှော့ရောက်ပြီးဆိုရင်မှဒီပေါ်လေးကိုတက်လိုက်ဗျတက်မယ်ဒီအောင်တို့လူတွေထင်ကြလိမ့်မယ်ဘာလေးလဲသူကတော့ဆမ်မာဂရေးကဆမ်မာအီဘက်လို့ပဲအတီးတွေကောက်မယ်သူ့ကိုပေးမယ် random item တွေပေးမယ်ပေါ့ဗျစကားပြောရင်များပါပြီကျွန်တော်ဒီဘက်ကိုလာလိုက်မယ်လာမယ်သွားမယ်သွားပြီးဆိုရင်ဒီနားလေးရောက်ပြီးအပေါက်လေးတွေ့ပါလိမ့်မယ်အပေါက်လေးကိုဒီလိုလေးလှုပ်လိုက်ပါတော့စုံချဲပြီးဝင်လိုက်ပါတော့ဝင်ရခက်ပါတယ်ပြန်ထွက်ရင်တော့လွယ်ပါတယ်ခဏလေးဆောင်ပါစကားပြောမှားမှလည်းစိုးရိမ်ပါကျွန်တော် record ပြန်ဖမ်းလာလို့မတော်ထိုင်ကုန်တစ်လုံးရှိပါတယ်မိုက်ပါဟဲ့ကျွန်တော် avatar မိုက်လာတော့ရှောက်လောက်တာအဲ့တော့ပြန်ထွက်မယ်ပြန်ထွက်ရင်နောက်တစ်နေရာထပ်သွားမယ်တော့နောက်ထပ်တစ်နေရာတော့မဟုတ်ဘူးဒီ sea shore ပြီးမှာပဲမှာအဲ့လိုလှုပ်လိုက်လို့ရှင်ကျွန်တော်လေးပေါ်မြောက်သွားကြီးအောက်ကိုပြန်ပြုတ်ကြပါဘောခွေးကြတော့ကြပါနောက်နေ့ဝက်ချက်တစ်ခုကျွန်တော်ရှာလိုက်ပါဦးနောက်နေ့ဝက်ချက်တစ်ခုကတော့ဒီနားမှာရှိတာပါဒီကနေပြီးတော့လေတက်လာမယ်တက်ပြီးဒီတော့ခုံးဆင်းလိုက်မယ်ခုံးဆင်းပြီးဒီနားလေးရောက်ရင်ရပါပြီအဲ့ထဲကိုလည်းစောနာလိုပဲဝင်ပေါ့နော်ရောက်သွားပါလိမ့်မယ်ဒါကနှုတ်ဝက်ချက်မဟုတ်ဘူးဒီတိုင်းကျွင်းဖြစ်နေတာပါပြန်တက်တော့ပါပဲအားလုံးလည်းတိစီခြင်းလို့ပေါ့ကျွန်တော်ပြောပြရပါကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်နေတဲ့ like subscribe နဲ့ကူညီအားပေးသွားလို့ရပါတယ်လို့ဒါပြန်ဝင်ပြတာပေါ့နော်အားလုံးပဲဒီနေ့ဗီဒီယိုလေးတော့ဒီလောက်ပါပဲနောက်နေ့ဗီဒီယိုမှာပြန်တွေ့ကြမယ်အားလုံးပဲ bye bye